တင်းကိုနာကျင်စေခဲ့တဲ့သူတွေကိုမုန်းတီးမနေတဲ့အကြောင်းရင်း၅ခုကိုရမ်းချစ်ခဲ့ရတဲ့ချစ်သူဟာဖောက်ပြန်သွားတာပဲဖြစ်ဖြစ်ကိုချစ်ဟန်ဆောင်ပြီးပလေးသွားတာပဲဖြစ်ဖြစ်တင်းကိုနာကျင်စေခဲ့တဲ့သူတွေကိုမုန်းတီးမနေပဲမိလိုက်တဲ့အကြောင်းရင်းကတော့နံပါတ်1သူတို့ကသင်ခန်းစာတွေပေးတာသူတို့ကတင်းကိုဘယ်တော့မှမမေ့နိုင်မဲ့စိတ်တန်ရာတွေသင်ခန်းစာတွေပေးသွားတာမို့တင်းဘဝမှာနောက်ထပ်အလားတူအမှားမျိုးလုပ်မိတော့မှာမဟုတ်ပါဘူးနံပါတ်2သူတို့ကြောင့်ပဲတင်းရင်းကျက်လာတာတင်းကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေကြောင့်ပဲတင်းကရှင်ကားထက်စိတ်တက်ပိုတန်မာလာပြီးပိုရှင်းကျက်လာတာပါနံပါတ်3တင်းပိုတော်လာတာသူတို့ကြောင့်ပဲတင်းကိုနာကျင်စေတဲ့သူတွေကြောင့်ပဲတင်းကရှင်ကားထက်ပိုတော်ဖို့ကြိုးစားခြင်းစိတ်ပြင်းပြလာမယ်ဘဝနာပူတဲ့လူတိုင်းကတခုခုကြီးကြီးမားမားပြောင်းလဲသွားကြတာမို့သူတို့ကိုတင်းကျေးဇူးတင်ရမယ်နံပါတ်4စိတ်ချမ်းသာမှုအစစ်မှန်ကိုတွေ့ရှိလာမယ်သူတို့ကြောင့်ပဲတင်းဟာအရန်သေးခြင်းလောက်တဲ့အထိစိတ်ညစ်ခဲ့ဘူးလိမ့်မယ်ဒါပေမဲ့အချိန်တစ်ခုရောက်တဲ့အခါမှာတော့ဘဝရဲ့ပျော်ရွှင်မှုအစစ်မှန်ကတင်းသက်ရှင်နေတာပဲဆိုတာနားလည်လာပြီးတင်းဖြတ်တန်းခဲ့ရတဲ့နာကျင်မှုတွေဒုက္ခတွေကိုကြော်ဖြတ်နိုင်ခဲ့ပြီဆိုတဲ့အတွေးနဲ့တင်တင်းကိုတင်ယုံကြည်မှုတိုးလာနိုင်မယ်နံပါတ်5ဘဝကမလွယ်ကူဘူးဆိုတာသင်ပေးကြလို့သင်ပါနာကျင်မှုမှမခံစားရခင်တော့ကဘဝကြီးကပုံမှန်လေပတ်နေပြီးပျော်စရာကောင်းမယ်လွယ်ကူမယ်လို့ထင်ခဲ့တယ်မဟုတ်လားဒါပေမဲ့တင်းရဲ့ချစ်သူတင်းကိုနာကျင်ဝမ်းနည်းစေခဲ့သူတွေကြောင့်ပဲဘဝတင်းတင်တလောက်မလွယ်ကူဘူးတင်းထင်မှတ်ထားသလိုတည်မြဲမှာမဟုတ်ဘူးဆိုတဲ့သင်ခန်းစာတွေရှားသွားလိမ့်မယ်ဒီသင်ခန်းစာတွေကဘဝရဲ့တန်ဖိုးမဖြစ်နိုင်တဲ့သင်ခန်းစာတွေဖြစ်ပြီးတင်းကိုပြောင်းလဲသွားစေလိမ့်မယ်ဒီချက်တွေကြောင့်ပဲတင်းကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေကိုမမုန်းလိုက်ပါနဲ့လူဘဝရတဲ့အချိန်တိုလေးမှာဘာလို့များအမုန်းတွေပွားပြီးပူလောင်နေအောင်ပါလဲ